များကြီးတယ်ဟိုကုန်တင်တဲ့ကုန်တန်တဲ့ဘောက်တွေမှာအရှိတွေမှာair con ပါတယ်အဲ့ဒီဘောက်အလုပ်တဲ့ company ကုန်တန်တဲ့ဘောက်တွေမှာအရှိပိုင်းမှာ air con ပါတယ်တချို့ဟာတွေမှာဆိုရင်အဲ့ဒီဘောက်လောက်တာစက်ရုံကကြီးကြီးပဲဒါကလုတ်ပြီးသွားပြီပေါ့ပြီးစီသွားပြီair con တက်ရှင်ဘောလောက်ပဲရှိတော့တယ်ဒါက ready ဖြစ်နေပြီဒီအောက်မှာ air con တက်ရှင်ဘောလောက်ပဲကျန်တော့တယ်စက်ရုံကြီးပဲဒီလိုကုန်တန်တဲ့ပေါက်တွေမှာအရှိမ air con ပါတယ်တချို့ဟာတွေမှာဆို air con ပါတယ်အဲ့ဒီ air con အရှိမျက်နှာစာဖို့သူကလုပ်တဲ့ company လုပ်တဲ့စက်ရုံ